တခင်ရှိခရတော်ဖျားနာမ၌ချရတဲ့မိသားစုတယောက်စတိုင်းကိုမင်္ဂလာနေ့တည်လေးပါဒီနေ့17ရက်2လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်တင်းကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်တင်း၌မျက်နှာတော်အလင်းကိုလူ၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင်းကိုမြတ်ကြည်၍ချမ်းသာပေးတော်မူပါစေသောအာမင်တိတ်ချရတဲ့မိသားစုများဒီနေ့ယောမဝရစာခင်းရှိအခန်းငယ်ဆက်ရှိကိုအတူတူကဆင်ခြင်ခွာယူကြရအောင်ငါတို့အားပေါ်ထွန်းလက်တန်သောဘုံမှုထောက်တော်ယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုပမာဏမပြုထိုက်ဟုငါသဘောရှိချစ်တဲ့မိသားစုများငါတို့အားပေါ်ထွန်းလက်တန်သောဘုံကိုထောက်တဲ့အခါမှာတဲ့အခုခံရတဲ့ဒုက္ခဆင်းရဲခြင်းကိုပမာဏမပြုထိုက်ဘူးလို့တမန်ကျမ်းစာမှာဖော်ပြထားတယ်ပေါ်ထွန်းလက်တန်သောဘုံဆိုတာကတနေ့သခင်ယေရှုခရစ်ကျွန်တော်တို့ပြန်လဲပြီးမှချီးဆောင်မယ်သိဆဲမယ်ပြီးတဲ့အခါမှာကျွန်တော်တို့အတွက်ပြင်ဆင်ထားပေးတဲ့အခုတော့အဖအင်တော်ထာဝရအင်တော်ရွှေခင်းလန်းဆိုအဲ့ဒီရွှေခင်းလန်းမတိုင်ခင်မှာကျွန်တော်တို့လှုပ်ဆောင်တဲ့အရာအကုန်လုံးကိုစုပေးဖို့အတွက်ခရစ်တော်ရဲ့တရားပလင်ရှိစီရင်ခြင်းအဲ့ဒီမှာကျွန်တော်တို့အတွက်ပြင်ဆင်ထားပေးတဲ့ဆုလတ်တရဖူဒီကတဲ့ယခုမျက်မှောက်အခုအချိန်မှာခံရတဲ့ဒုက္ခဆင်းရဲခြင်းနဲ့နိုင်ဆိုင်ပမာဏမပြုထိုက်ဘူးအတိပ္ပယ်ကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့အခုပေးဆပ်နေရတဲ့အရာယေရှုခရစ်ကိုယုံကြည်လို့ယေရှုခရစ်တော်ခိုင်းတဲ့အမှုတော်ထဲမှာပါဝင်လှုပ်ဆောင်လို့ကျွန်တော်တို့ပေးဆပ်ရတဲ့ခံစားရတဲ့အရာတွေနဲ့သူပြန်ပေးဆမဲ့အရာတွေနိုင်ရှင်ဘာမှမသက်ဆိုင်တရားမိသားစုများကျွန်တော်ရဲ့အသက်တာထက်မှာဒီတခဏတာလေးမှာဘုရားသခင်ပေးထားတဲ့အချိန်လေးမှာကျွန်တော်တို့ဖယားရဲ့အမှုတော်ထဲမှာငွေကြေးတတ်တဲ့သူငွေကြေးကိုယ်တိုင်ပါဝင်နိုင်တဲ့သူကိုယ်တိုင်ပါဝင်အဖက်ဖက်နီးမျိုးမျိုးကနေပါဝင်နေတဲ့သူကိုယ်တိုင်ပါဝင်ဆွတောင်းခြင်းအဖြစ်ပါဝင်နေတဲ့သူလည်းကိုယ်တိုင်ပါဝင်ဆိုအဲ့လိုပါဝင်လှုပ်ဆောင်ခြင်းအဖြစ်တကယ်ပဲတနေ့ကျသူပြန်ပြင်ဆင်ပေးတဲ့ဘုံတွေပြန်ပြင်ဆင်ပေးမဲ့ဆုလတ်တရဖူတွေကိုဝမ်းမြောက်စွာပြန်လဲပြီးတော့မှရယူနိုင်ဖို့ကျွန်တော်တို့အခုကလေးကအသက်တာကိုနှုတ်ကပတ်တော်အဖြစ်နှုတ်ကပတ်တော်ဖော်ပြတဲ့အရာကိုပြင်ဆင်ထားဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့ပမာဏမပြုတ်ထိုက်ဘူးဆိုတာကိုကျွန်တော်တို့သိရှိပြီးတော့မှအမှုတော်ထဲမှာကြာရကန္တထဲမှာပေးဆက်เสียရှိတဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့ကတကယ်ပဲမေတ္တာစိတ်စေနာစိတ်ဖျားရဲ့ဘုံတော်ကိုထောက်သောစိတ်နဲ့ပေးဆက်ခြင်းအပြင်တကယ်ပဲဖျားရဲ့ဘုံတော်ကိုထင်ရှားစေတဲ့သူတနေ့ကျရင်သူချီးမြှင့်မဲ့ဆုလတ်တရဖူတွေကိုဝမ်းမြောက်စွာပြန်လည်ပြီးတော့မှယူဆောင်နိုင်တဲ့သူအသီးသီးဖြစ်ဖို့အတွက်နှုတ်ကပတ်တော်အဖြစ်မေတ္တာနဲ့ဝင်ငါတယ်သင်ကိုဖျားသခင်တိုင်းကောင်းချီးပေးပါစေအာမင်ဒီနေ့တလုံးအတွက်ဆုတောင်းဆက်ကန်နိုင်ရအောင်အသက်ရှင်တဲ့ဖျားသခင်ကိုရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းတယ်ကျေးဇူးအရေးအောင်မှာတန်ပြီးတော့ကိုရောဖျားသခင်ယင်းနေတဲ့အောင်ပို့ဆောင်ကောင်းချီးပေးလမ်းပြတဲ့အတွက်အထူးပဲကျေးဇူးတင်တယ်ပေါ်ထွန်းတန်တော်ဘုံကိုထောက်တဲ့အခါမှာယခုကနခံရတဲ့ဒုက္ခဆင်းခြင်းကိုပမာဏမပြုတ်ထိုက်ပါဘူးဒါကြောင့်မို့ကိုရောဖျားတယောက်စတိုင်းရဲ့အသက်တောင်ကိုရဲ့နှုတ်ကပတ်တော်နဲ့တူထိပေးပြီးတော့မှတကယ်ယခုခဏလောကကြီးမှာအသက်ရှင်တဲ့အခါမှာကိုရောဘုံတော်နဲ့အသက်ရှင်သွားလာတဲ့တိုင်းများတည်တည်ဖြစ်စေဖို့အတွက်တယောက်စတိုင်းကိုရောဖျားသခင်ကိုရဲကောင်းချီးပေးမှသာပို့ဆောင်ပေးပါမည်အကြောင်းလက်တော်ထမအနဆုတောင်းကြတဲ့အခါမှာပြောင်းလဲခြင်းမရှိသောသခင်ယေရှုခရစ်နာမ၌ဆုတောင်းပါတယ်မြတ်တော်ရှင်ဖတ်ပြသခင်အာမင်